နေသာလန်လက်ရွေးစင်အသင်းမှာအရွေးချယ်မခံခဲ့ရတဲ့ဆက်စီအားလုံးပဲမင်္ဂလာပါခင်ဗျာ Wayne2 Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နောက်ဆုံးထုတ်ပြန်လိုက်တဲ့နေသာလန်လက်ရွေးစင်အသင်းမှာတော့လူငယ်ကျယ်ပွင့်လေးဆက်စီတယောက်ဟာရွေးချယ်မခံရဘဲခြံလက်ခံခဲ့ရပါတယ်ဒီဖြစ်စဉ်အတွက်ဝေဖန်တိုက်ခိုက်မှုတွေဖြစ်နေပြီးဘောလုံးလောကမှာပြောစရာတခုဖြစ်နေခဲ့ပါတယ်ဇက်စီယာမန်ချက်စတာယူနိုက်တက်အသင်းမှာလက်ရှိခြေစွမ်းပိုင်းအရတိုးတက်ကောင်းမွန်လာတဲ့ကစားသမားဖြစ်ပြီးအနာဂတ်မှာထွန်းလင်းတောက်ပလာနိုင်ဖို့အလားအလာရှိတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်နေသာလန်နိုင်ငံအတွက်လည်းအားထားရတဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်မိခင်နိုင်ငံအတွက်နေသာလန် U19 အသင်းမှာစတင်ကစားခဲ့ရတာဖြစ်ပြီးနေသာလန် U19 အသင်းမှာလည်းရှေ့ပြိုင်ကစားခဲ့ပူတာဖြစ်ပါတယ်2024ခုနှစ်မှာတော့နေသာလန်လက်ရွေးစင်အသင်းအတွက်စတင်ရွေးချယ်ခံရပြီးအမိနိုင်ငံအသင်းနဲ့အတူ2024မှာစတင်ကစားခွင့်ရခဲ့ပါတယ်နေသာလန်အသင်းအတွက်ပထမလူစီမှာအပြည့်အဝပါဝင်ခွင့်မရခဲ့ပေမယ့်လူစားဝင်ကစားသမားအဖြစ်ပါဝင်ခွင့်ရခဲ့ပါတယ်နေသာလန်အသင်းနဲ့အတူ2024ယူရိုပါလိဆီမီဖိုင်နယ်တက်လှမ်းနိုင်ခဲ့ပြီးနိုင်ငံကုန်ဆောင်ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်ဆက်စီယာဂျာမန်ဘွန်ဒက်စ်လီဂါရဲ့ထိပ်တန်းအသင်းဖြစ်တဲ့ဘိုင်ယန်မြူနစ်အသင်းမှာကစားခဲ့ပူပြီးအောင်မြင်မှုတွေစုကူနိုင်ခဲ့ပါတယ်ဘိုင်ယန်မြူနစ်အသင်းနဲ့အတူဘွန်ဒက်စ်လီဂါဖလား2ကြိမ် DFB ပိုကယ်ဖလား2ကြိမ်ဂျာမန်စူပါကပ်2ကြိမ် UEFA စူပါကပ်2ကြိမ်အပြင်ချန်ပီယံလိဖလား2ကြိမ်တို့ကိုပါရရှိခဲ့ပူပါတယ်ဆက်စီယာအခုလိုမျိုး professional ကစားသမားဘဝအောင်မြင်မှုတွေမြင်မာခဲ့တာဖြစ်ပြီး2021-2022ရာသီမှာလည်းဘယ်ဂျီယန်လိအန်ဒါလက်ရှ်အသင်းမှာလည်းထပ်မံခြေစွမ်းပြနိုင်ခဲ့ပါတယ်အန်ဒါလက်ရှ်အသင်းရဲ့အဓိကကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီးသူ့ရဲ့စွမ်းဆောင်ရည်တွေကကောင်းမွန်ခဲ့ပါတယ်အန်ဒါလက်ရှ်အသင်းအတွက်48ပွဲကစားခဲ့ပြီး18ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်2020-2023ရာသီမှာတော့အီတလီစီးရီး A ကလပ်ဘောလောနာအသင်းကိုပြောင်းရွှေ့ခဲ့ပြီးအီတလီမြေပေါ်မှာသူ့ရဲ့ကစားသမားဘဝနောက်ထပ်စိန်ခေါ်မှုတွေရင်ဆိုင်နိုင်ခဲ့ပါတယ်စီးရီး A မှာဖြတ်မင်းလိုဖြစ်နေတဲ့ဘောလောနာအသင်းနဲ့အတူခြေစွမ်းပြကစားနိုင်ခဲ့ပြီးအဖိုးရန်ဂိုးတွေကိုလည်းသွင်းယူပေးနိုင်ခဲ့ပါတယ်ဆက်စီရဲ့ခြေစွမ်းထက်မြက်မှုနဲ့တိုက်စစ်စွမ်းရည်တွေဟာအီတလီမြေပေါ်မှာတဖြည်းဖြည်းနာမည်ကြီးလာခဲ့ပါတယ်ဆက်စီကိုဥရောပအသင်းကြီးတချို့ကလည်းစောင့်ကြည့်နေကြပြီးခေါ်ယူဖို့စိတ်ဝင်စားခဲ့ကြပါတယ်ဘောလောနာအသင်းမှာ200တီဖြတ်တန်းခဲ့ပြီးနောက်မှာတော့ဆက်စီယာမန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူသဘောတူညီမှုရယူက2024မှာအိုထရာဖို့ကွင်းကြီးစီတို့ဆက်ဆိုင်မမြိုက်စတင်ရောက်ရှိလာခဲ့ပါတော့တယ်မန်ချက်စတာယူနိုက်တက်အသင်းဟာနီးပြရူဘင်အမိုရင်ရဲ့လက်ထက်မှာစိုးဝါးတဲ့အခြေအနေတွေနဲ့ရုန်းကန်နေရတာဖြစ်ပြီးဆက်စီအတွက်တော့မဟာစိန်ခေါ်မှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်ဆက်စီယာယူနိုက်တက်အသင်းရဲ့ပျက်စီးယွံ့ယွင်းနေတဲ့တိုင်စင်မှာအခက်တွေ့ခဲ့ရတာဖြစ်ပြီးပုံမှန်ပွဲထွက်ခွင့်တွေလည်းကြုံတွေ့ခဲ့ရပါတယ်မန်ချက်စတာယူနိုက်တက်အသင်းအတွက်42ပွဲကစားထားပြီး6ဂိုးသွင်းယူပေးနိုင်ခဲ့ကဂိုးဖန်တီမှု2ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်ဆက်စီယာခြေစွမ်းထပ်ပြီးတိုက်စစ်စွမ်းရည်မြင့်မားတဲ့ကစားသမားတူဖြစ်ပေမဲ့မန်ချက်စတာယူနိုက်တက်အသင်းမှာတော့လိုအပ်ချက်တွေများနေတဲ့ကစားကွက်နဲ့ရော်နေတဲ့နီးဗျူဟာတွေကဇက်စီတယောက်အတွက်တော့ကိုပေါက်တွေပျောက်ဆုံးခဲ့တာဖြစ်ပါတယ်နီးပြအမိုရင်ရဲ့မန်ချက်စတာယူနိုက်တက်အသင်းဟာလက်ရှိမှာပရီးမီးယားလိရဲ့အဆင့်14နေရာအထိရောက်ရှိနေတာဖြစ်ပြီးခက်ခက်ရုန်းကန်နေရတဲ့အခြေအနေဆိုးတစ်ခုကိုရင်ဆိုင်နေရတာဖြစ်ပါတယ်ဇက်စီအတွက်တော့ဒါဟာအိမ်မက်ဆိုးတစ်ခုဖြစ်ခဲ့ပြီးသူ့ရဲ့ကစားသမားဘဝပုံရိပ်တချို့ကျဆင်းစေခဲ့ပါတယ်နေသာလန်နီးပြရိုနယ်ကိုမန်အနေနဲ့ဇက်စီရဲ့လက်ရှိကလပ်အသင်းပေါ်စွမ်းဆောင်ရည်တွေနဲ့အသင်းရဲ့ရည်တည်နိုင်မှုအခြေအနေတွေပေါ်ဝေဖန်သုံးသပ်ခဲ့ပြီးနှစ်သက်ကျဉ်းမှုမရှိတာကြောင့်ဇက်စီကိုနေသာလန်လက်ရွေးစင်အသင်းလူစင်ကနေထုတ်ပယ်ခဲ့တာဖြစ်ပါတယ်ဇက်စီရဲ့ပြည်သက်တွေအနေနဲ့လည်းလက်ရှိအခြေအနေတွေပေါ်နှစ်သက်မှုမရှိဘဲဝေဖန်ပြစ်တင်နေကြတာဖြစ်ပြီးဇက်စီတယောက်အကောင်းဆုံးပုံစံတွေနဲ့ပြန်လာနိုင်ဖို့မျှော်လင့်ရမှာပဲဖြစ်ပါတယ်